ကျွန်တော်ဒီနေ့ဘာခွန်အားပေးခြင်းလဲဆိုရင်ဒီအကြောင်းအရာလေးကတော့ဒီနေ့ဘုရားသခင်ကတင့်ကိုခေါ်ထားတယ်ဆိုတာအာဗြဟံကဲ့သို့သူဘလောက်ကြီးမြတ်လဲကောင်းမြတ်လဲဆိုတဲ့တက်တွေကိုတင့်အတ္တတာတွေမှာဘုရားကထူချလို့တင့်ကိုခေါ်ထားတယ်ဒီနေ့ဘုရားပေးတဲ့အကြံစီတွေဂရိတော်တွေမပေမန်းပါနဲ့ဘုရားတင့်ကိုပြောတဲ့ဂရိတော်တွေအကြံစီတွေကြောင့်စိတ်မပူပါနဲ့ဂတိပေးတဲ့ဘုရားဂတိတော်တိုင်းတက်နိုင်တဲ့ဘုရားသခင်ဖြစ်တယ်ဟာလေလုယာတင့်ကိုခိုင်းတဲ့ဘုရားကတောင်းယူသွားမဲ့ဘုရားသခင်ဖြစ်တယ်တင်မှာကျွန်တော်တို့ကအာဗြဟံကဲ့သို့အသက်ရှင်ဖို့ပဲလို့တယ်ဘုရားဘလောက်ကြီးမြတ်လဲဆိုတဲ့အရာကိုဘုရားကိုယ်တိုင်ကကျွန်တော်အသက်တာကိုအသုံးပြုတတ်သိထူသွားမှာဖြစ်တယ်ဒီနေ့ကျွန်တော်ရဲ့တက်နိုင်ခြင်းတွေနဲ့လုံနိုင်ခြင်းဟာဘုရားကြီးမြတ်ကြောင့်တက်သိထူဖို့မလိုတော့ပါဘူးကျွန်တော်ရဲ့ပညာရည်ချင်းကျွန်တော်တက်တဲ့အရာနဲ့ဘုရားကဘလောက်ကြီးမြတ်လဲဆိုတာကိုဘုရားဘလောက်အောပဲဖြစ်လဲဆိုတော့တက်သိထူဖို့ဘုရားရဲ့စိတ်တော်ကိုတက်သိထူဖို့ဘုရားရဲ့သဘောတော်ကိုတက်သိထူဖို့ဘုရားကောင်းတဲ့ခြင်းကိုတက်သိထူဖို့ဘုရားဖြောင့်တဲ့ခြင်းကိုတက်သိထူဖို့ဘယ်လူတစ်ယောက်ကမှမတက်နိုင်ပါဘူးဖခင်ရဲ့တက်တဲ့ကိုတင်းအတ္တတာထဲမှာဖခင်ကိုယ်တိုင်လာထူသွားမှာဖြစ်တယ်ဟာလေလုယာအာဗြဟံရဲ့အတ္တတာမှာကြီးတဲ့ခြင်းတွေအောမဖြစ်ခြင်းတွေလူမျိုးစုဖြစ်ခြင်းတွေကောင်းတဲ့မင်္ဂလာခံစားခြင်းတွေကအာဗြဟံလုပ်ခဲ့တာမဟုတ်ဘူးအာဗြဟံအတ္တတာထဲမှာဖခင်ကလုပ်ခဲ့တာဖြစ်တယ်ဒီနေ့တင်းတဲ့ကျွန်တော်ရဲ့အတ္တတာမှာဖခင်ရဲ့အကြံစီဂတိတော်တွေကမပင်ပန်းပါနဲ့အဲ့ဒီအရာတွေကဖခင်ကိုယ်တိုင်လာတက်တဲ့ထူသွားမယ်တင်းရဲ့အတ္တတာမှာသူ့ရဲ့ကြီးတဲ့ကြောင့်ကောင်းတဲ့ခြင်းကိုကျွန်တော်အတ္တတာမှာဖခင်ကိုယ်တိုင်လာတက်တဲ့ထူမှာဖြစ်တယ်ကျွန်တော်တို့ကအာဗြဟံကဲ့သို့ဘုရားကိုစကားပေါ်မှာယာလုံးပြည့်စက်တက်ဖို့ပဲလုပ်တယ်ဘုရားကိုယ်တိုင်ကတက်တည်ထူမှာဖြစ်တယ်သူကိုယ်တည်အာမင်အတော်မကြတဲ့ကျွန်တော်တို့ကိုအသုံးပြုတယ်မဖြစ်နိုင်တဲ့အရာတွေကိုဖြစ်စေတယ်ဟာလားအော်ဘယ်မှာစားကောင်းကြီးပြီကျွန်တော်တို့ကိုယ်တိုင်ပြန်အောင်းနေတာတကယ်တမ်းကျတော့ကျွန်တော်တို့အသက်တာမှာဖြစ်နေတာကိုကျွန်တော်တို့ကိုယ်တိုင်ဘာဖြစ်နေတာလဲပြန်အောင်းနေတာသူများမပြောနဲ့ကျွန်တော်တို့ကိုယ်တိုင်ပြန်အောင်းနေတာ